အောင်ရဲလင်းဟာစာမေးပွဲတွေဆက်တိုက်ကြပြီးခုနှစ်တိုင်အတန်းတင်းမခံခဲ့ရပါဘူးဒါပေမဲ့ဒီနေ့မှာတော့သူနောက်ဆုံးမှပွဲရခဲ့ပါပြီဒါကိုသိတဲ့သူငယ်ချင်းတွေကအောင်ရဲလင်းကိုတက်မမေ့နိုင်မဲ့ပြောင်းလောင်မှုတစ်ခုလုပ်ဖို့စီစဉ်ခဲ့ကြပါတယ်သူတို့ဟာကောင်မလေးတယောက်ကိုအဝတ်စားအလန်းစားတွေဝတ်ခိုင်းပြီးအောင်ရဲလင်းစင်ပေါ်မှာမင်ခွန်းပြောင်းနေချိန်အယောင်လွှဲဖို့လွှတ်လိုက်ပါတယ်အောင်ရဲလင်းကတော့စိတ်ကိုအတက်နိုင်ဆုံးထိန်းထားခဲ့ပြီးမြဲသူငယ်ချင်းတွေရဲ့အစီအစဉ်ကတီးထက်မကဆိုးရွားလွန်းပါတယ်သူတို့ဟာမင်ခွန်းပြောင်းတဲ့စင်ရဲ့အောက်ခြေမှာအန်နာဆိုတဲ့ကောင်မလေးတယောက်ကိုဝှက်ထားပြီးအောင်ရဲလင်းကိုအဖာနေနှောက်ယှက်ခိုင်းခဲ့တာပါပရိသတ်တွေကဘာမှမရိပ်မိပေမဲ့အောင်ရဲလင်းကများတော့စင်ပေါ်မှာအသေးအတန်အောင်အီးပြီးမင်ခွန်းကိုတလုံးချင်းစီအားတင်းဖတ်နေရပါတယ်နောက်ဆုံးမင်ခွန်းပြီးကနေမှာတော့အောင်ရဲလင်းတယောက်မထိန်နိုင်တော့ပဲမျက်လုံးတွေပါလန်းတက်ထွားပြီးထူးဆန်းတဲ့အတန်တွေပါထွက်လာခဲ့ပါတယ်ဘာပဲဖြစ်ဖြစ်အောင်ရဲလင်းတယောက်တိခန်းနာကိုအောင်မွန်းစွာကြော်ဖျက်နိုင်ခဲ့ပါတယ်အဲ့ဒီနောက်အောင်ရဲလင်းဟာစီခန်းအလွန်တင်းခစ်တဲ့ college ကျောင်းတစ်ခုကိုရောက်ရှိလာပါတယ်အဲ့ဒီကျောင်းမှာအရက်မတော့ရအီးစားမထားရဆိုတဲ့ signboard တွေနေရာအနှံ့ရှိနေပါတယ်ဒါပေမဲ့ဒါတွေပါအောင်ရဲလင်းကိုတားဆီးနိုင်ခြင်းမရှိပါဘူးသူဟာသူ့အဖွဲကိုခေါ်ပြီးကျောင်းထဲကအပိတ်ဆုံးဖျားကျောင်းနဲ့အခီပီယာပလင်းနဲ့ပါတီတွားလုပ်ခဲ့ပါတယ်ဒါပေမဲ့ဖျားကျောင်းထဲကကောင်မလေးတွေကပါတီလုပ်ဖို့ညှင်းဆန်တဲ့အပြင်ပီယာတွေကိုပါသိမ်းခံလိုက်ရပါတယ်ကလစ်ဆာအရှိဖို့အတွက်ရဲရဲဟာညဘက်မှာမိန်းကလေးအဆောင်ထဲကိုတိတ်တဆိတ်ခိုးဝင်ခဲ့ပါတယ်အဲ့ဒီမှာမိန်းကလေးတွေဖွက်ထားတဲ့လျှို့ဖြက်လူကြီးကစားရုပ်အယုတ်တွေကိုရှာဖွေတွေ့ရှိသွားပါတယ်ရဲရဲဟာအဲ့ဒီပစ္စည်းအားလုံးကိုခိုးယူပြီးဖျားကျောင်းကခုံနှန်းကြတွေအောက်မှာတိတ်တဆိတ်တွားပြီးတိတ်နဲ့ကတ်လိုက်ပါတယ်နောက်တနေ့မနေ့ဖုန်းတော်ကြီးကတရားဟောနေချိန်မှာတော့ရဲရဲကစာအုပ်ထဲမှာဝှက်ထားတဲ့အဝေးထင်ခလုတ်ကိုနှိမ့်လိုက်ပါတော့တယ်အဲ့ဒီနောက်မှာတော့ညင်တက်နေတဲ့ဖျားကျောင်းကြီးတစ်ခုလုံးဘာရီဆက်ဖစ်ကုန်မလဲဆိုတာကတော့